အခုဆိုရင်ခေနနာဗုဒ္ဓဂယာဖျားဘူးဖွဲ့ဟာဗုဒ္ဓဂယာမြေမြတ်မဟာသို့ဖျားဘူးထွက်ခွာရန်အတွက်ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။လေရင်ပြန်တန်းချိန်မှာ2 နာရီခန့်ကြာမြင့်လာကြောင်းဖျားဘူးခီးသည်များဟာလေရင်ပြန်တန်းချိန်တွင်တရားစာရွတ်ဖတ်ပူဇော်ခြင်းအချင်းချင်းမိတ်ဆွေဖွဲ့ခြင်းမှတ်တမ်းတွေတပ်ပုံရိုက်ကူးခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြပါတယ်ရှင်။ဗုဒ္ဓဘာသာဝင်တိုင်းအထွတ်မြတ်ထားရာတဝင်ယုံကြည်ရာဖြစ်တဲ့မြတ်ဗုဒ္ဓဘုရားရှင်ရဲ့အရေးအာဝါဒရှင်သန်ကျင့်လည်မှုတွေခြုံလွှမ်းတည်ရှိခဲ့မှုတဲ့ဗုဒ္ဓဂယာဟာကျမတို့လိုဗုဒ္ဓဘာသာဝင်တွေအတွက်တော့အနှိုင်းမေစွာတမိုးကြီးမားလွန်လာပါတယ်။အခုဆိုရင်တိဓမ္မအာသောကမင်းကြီးစတင်တည်ထားကိုးကွယ်ခဲ့တဲ့မဟာဗောဓိဇီတော်ကြီးကိုကြီးညိုစွာဖူးတွေ့ရပါတယ်။ဘုရားဘုဖွဲ့ဟာမြတ်စွာဘုရားရှင်အားကြာသင်္ကန်းစက္ကန့်လူရန်ရန်တွေဘုရားကုံတော်များကိုတန်ပြန်ရွတ်ဆိုပြီးဇီတော်အားလက်ရည်တစ်ပတ်လှည့်လည်ပူဇော်ကြပါတယ်ရှင်။ဒုတိယမေသံဃံတရဏကိသမေဣတိပိဘဂဝါအရဟံသံဗုဒ္ဓယန္တိယမေသံဃံကိသမေဣတိပိဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဝေဇံရဏသံဃေနောတုဂောနော
ရာဇေဘရိပစ္စယောအနန္တရာပစ္စယောအနန္တရာပစ္စယောဓမ္မဇောပစ္စယောမဟာဗောဓိဇီရောတွင်မှရှိတဲ့ဘူမိဖတ်တာရုပ်ပွားတော်မြတ်ကိုကြည်ညိုစွာဖူးတွေ့ရပါသည်ဘုရားဘုဖွဲ့ဟာမိမိတို့ကိုင်းဆန်းလာတဲ့ကြာသင်္ကန်းတော်မြတ်ကိုဘုရားရှင်အားစက္ကပ်ပူဇော်ပြီးမြတ်စွာဘုရားရှင်ရဲ့ဘုန်းကြီးတော်များကိုစိတ်အာရုံတွင်မှန်းမြော်ကြည်ညိုကြပါသည်အခုတွေ့ရတာကတော့ပထမတတ္တဌာနဖြစ်တဲ့ဘောဓိညောင်မင်းနဲ့ပလင်တော်ပဲဖြစ်ပါတယ်လူနဲ့မြမတို့ရဲ့ကိုယ်ဝေယအစ်စ်ဖြစ်သောမြတ်ဗုဒ္ဓဟာမဟာဗောဓိပင်မှရှေ့ရက်သို့မျက်နှာမူပြီးကျင့်ဉာဏ်အားထုတ်ကြိုးစားခဲ့ပါသည်မန်၅ပါးကိုအောင်မြင်သောမြတ်စွာဘုရားဖြစ်သို့ရောက်ရှိခဲ့ရာနေရာလည်းဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာဝင်တို့ရဲ့အမွန်မြတ်ဆုံးကြီးညိုဝေယအကောင်းဆုံးနေရာလည်းဖြစ်ပါတယ်ခေနနာဘုရားဝတ်ဖွဲ့ဟာလည်းဘုရားရှင်ရဲ့ဂုဏ်တော်များကိုအောက်မေ့တရိယာနဲ့တက်တော်ထင်ရှားမြတ်စွာဘုရားကိုဖူးထွေးနေရတဲ့လားဘဝမှာကြီးညိုပီတိလွှမ်းခြုံတဲ့စိတ်များဖြင့်ဖူးမြော်လျက်ရှိကြပါလေရှင်ဒီနေရာတွေကိုတစ်ခါလာဖူးယုံလောက်နဲ့တစ်ခါရောက်ဖူးယုံလောက်နဲ့သာအပေတကားပြိတ်မယ်ဆိုရင်ဒီမှာရှိတဲ့ကလားတွေဟာဒီမှာမွေးတာပြီးရင်ဒီမှာပဲတည်မှာအဲ့ဒါဒီမှာမွေးလို့ဒီမှာတည်တဲ့ကလားတွေပြသွားပါမလားဘုရားရှင်ပြိဋိဘံစံတော်မမုံခင်ဟောကြားတော်မူခဲ့တာကငါပြိဋိဘံစံပြီးတဲ့နောက်မှာငါဘုရားနာပတ်သက်တဲ့သံဝေဇနိယ၄ဌာနအဝိဇဟိတ၄ဌာနရှိတဲ့နေရာတွေကိုဘုရားဖူးလာတဲ့ပုဂ္ဂိုလ်တွေဟာငါဘုရားကိုတတ်တုထင်ရှားဖူးခွင့်မကြုံပေမဲ့ဒီနေရာဒီဒေသတွေကဘုရားရှင်တတ်တုထင်ရှားရှိတော့ငါဘုရားဖြစ်တော်မူခဲ့တဲ့နေရာပါလားဒီနေရာတွေဟာဘုရားဓမ္မဟောကြားတော်မူခဲ့တဲ့နေရာပါလားဆိုတော့ဘုရားရှင်ရဲ့ဂုဏ်တော်ကိုအာယုံပြုလို့တတ်တုထင်ရှားရှိတဲ့ဘုရားရှင်ကိုငါတို့ကိုယ်တိုင်ကိုယ်ကြဖူးမြင်နေရပါလားဆိုတဲ့အာယုံမျိုးနဲ့ကိုလွန်သွားတဲ့ပုဂ္ဂိုလ်ကမှတည်းအပေမသွားဘူးလို့ဘုရားရှင်ဟောကြားတော်မူခဲ့တာသောကရောပုရိသဓမ္မပါရတိအတာတေဝမနောသာနာသောတောဘဂဝါသောပတိပန္နောဘဂဝါတောသာဝကသံဃောဧသံဘဂဝါတောသာဝကသံဃောအာတိတောအားယညာပါစေအမြဝေသဗ္ဗေတတ္တံသတ္တဝါဟုနာနာလောကအနန္တတွင်အပ္ပစင်လာသတ္တဝါကအာလောသတ္တသမြအမြအမြအမြယောမူလဘာဂုလောသာယုသာအခုပူးတွေ့နေရတာကတော့ရာဇာယတနာလို့ခေါ်တွင်တဲ့တတ္တမတတ္တဌာနပဲဖြစ်ပါတယ်။ရာဇာယတနာလို့ခေါ်တွင်ပြီးလေးလုံးပင်လို့အဓိပ္ပာယ်ရပါတယ်။ဖျားရှင်ဟာခုနှစ်ရက်ပတ်လုံးဖလားသမတ်ပဝန်စားတော်မူနေခြင်းဖျားဖြစ်သူရောက်ရှိတော်မူပြီးနောက်တပုဒ္ဒနဲ့ဗလိကညီနောင်တို့စက်ကပ်လှူဒန်းတဲ့ပထမအဆုံးဆုံးကိုလက်ခံရရှိရနေရလဲဖြစ်ပါတယ်ရှင်။မဟာဗောဓိဇီရောရဲ့တောင်ဘက်တမိုင်ခန့်အကွာမှရှိတဲ့ရေကန်ဟာစတ္တမတတ္တဌာနဖြစ်သတ်မှတ်ထားတဲ့မုံစလိနာအိုင်ပဲဖြစ်ပါတယ်။ဖျားရှင်ဟာကြီးပင်အောင်မှာတရင်သုံးနေစဉ်အချိန်ခါမဟုတ်မိုးသီးထန်စွာကြွားသွန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာမုံစလိနာအိုင်တွင်မှနဂါမင်းဟာသူ့ရဲ့အမိပိုင်းကိုပလင်ဖြစ်ထိုင်တော်မူဖို့ပူဇော်ခဲ့ပြီးဦးခေါင်းပိုင်းကိုတော့ဖျားရှင်ရဲ့အပေါ်ကနေအုပ်မိုးပေးကလေးတန်းမိုးတံများကိုကာကွယ်ပေးခဲ့ပါတယ်။ဒီနေရာမှာပဲဖျားရှင်ဟာမုံစလိနာနဂါမင်းကိုချမ်းသာခြင်း၄ပါးတရားကိုဟောကြားတော်မူခဲ့ပါတယ်။အခုခါဖျားရှင်အားနဂါမင်းကအုပ်မိုးကာကွယ်ပေးနေဟန်ပုံမျိုးကိုထုလို့ပူဇော်ထားတာတွေ့ရပြီးမြန်မာနိုင်ငံမှာပန်းတော်ဆရာကြီးဦးဟန်တင်းရဲ့လက်ရာဖြစ်တယ်လို့သိရပါတယ်ရှင်။မြတ်စွာဘုရားရှင်ဟာမဟာဗောဓိဇီရောရဲ့ရှေ့ရက်မှာရှိတဲ့စိတ်ကြောင်းညောင်မင်းမှာခုနှစ်ရက်ဆန်းတော်မူကတရားအားထုတ်ခဲ့ပါတယ်။မနမင်းရဲ့သမီးမျိုး၃ယောက်ဖြစ်တဲ့တဏှာအာရတီ
ရာဂါတို့လာရောက်နှောက်ယှက်တဲ့ဘီဒံကိုအောင်မြင်စွာကျော်လွှားပြီးကျင့်ကြံအားထုတ်နိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာကိုပြစ္စမတ္တဌာနဖြစ်သတ်မှတ်ပြီးအဇပါလနိဂောဓာလို့အမည်ခေါ်တွင်နေကြပါတယ်။အခုချိန်မှာစိတ်ကြောင်းညောင်မင်းမရှိတော့ဘဲအထိမ်းမှတ်ဖြစ်အာသောကမင်းကြီးစိုက်ထူထားခဲ့တဲ့ကြောက်တိုင်ကြီးသာကြန့်ရှိပါတော့တယ်။ကြောက်တိုင်ကြီးဟာလည်းတဘာဝဘီဒံတွေကြောင့်ကျိုးပဲ့ပျက်စီးနေပြီဖြစ်လို့12ပေမြင့်သာကြန့်ရှိပါတော့တယ်ရှင်။ဒုတိယတတ္တဌာနဖြစ်တဲ့အနိမိတ်တဇီရောမြတ်ကြီးကိုမဟာဗောဓိဇီရောရဲ့အရှိမြောက်ဖက်ကုန်းမှုပေါ်မှာဖူးတွေ့ရပါတယ်။ဖျားရှင်ဟာဖျားဖြစ်သူရောက်ရှိတော်မူရာဗောဓိပင်နဲ့ရွှေပလင်ကိုမမိတ်သုံးမျက်စိနဲ့ခုနှစ်ရက်လုံးရှုစားခဲ့ရနေရလဲဖြစ်ပါတယ်ရှင်။ဇီရောရဲ့မြောက်ဖက်ရှိဖျားရှင်ဈဉ္ဉံလျှောက်၍တရားတိဆောက်ပုံကိုညီမန်းပူဇော်ထားတဲ့ယရနာဈဉ္ဉံတော်ကိုလည်းတတိယတတ္တဌာနဖြစ်အခုလိုဖူးတွေ့ရပါတယ်ရှင်။ယရနာဈဉ္ဉံတော်ပေါ်မှာဈဉ္ဉံလျှောက်ရင်တကူတော်အနန္တဖြစ်တဲ့ဘုရားမြတ်စွာရှင်တော်မြတ်ကြီးရဲ့ပုံရိပ်တော်တွေကိုလည်းညီမန်းပူဇော်ကြပါစို့ရှင်။ယရနာလေးရရွှေကိုဇီရောရဲ့အနောက်မြောက်ဖက်ပေ300กว่าမှာဖူးတွေ့ရပါတယ်။ဘုရားရှင်ဟာဒီရွှေမှာခုနှစ်တိုင်တိုင်စံတော်မူပြီးအဘိဓမ္မာ9ကျမ်းမှာနောက်ဆုံးကျမ်းဖြစ်တဲ့ပဋ္ဌာန်းကျမ်းကိုဉာဏ်ဖြင့်ကျက်စားရမှာကိုရောမှရောင်ကြီးတော်6သွဲထွက်ပေါ်ကွန်မြူခဲ့တယ်လို့သိရပါတယ်ရှင်။ဒါကြောင့်ယရနာကရရွှေရင်တော်တွင်ရောင်ကြီးတော်6သွဲဖြာလင်းလို့ဉာဏ်တော်ဆင်ញင်တော်မူနေတဲ့ဘုရားဖျားရှင်ရဲ့ပုံရိပ်တော်ကိုအာယုံတွင်ဆွဲထင်ပူဇော်ကြပါစို့ရှင်။နိုင်ငံရိုပီပြည်နယ်ဘာယနာပြည်မြို့နမစတ္တဒေတာကျောင်းဆရာတော်ရှင်မြတ်ဘုရားအားပူဇော်ကြောပွဲခဏဖြစ်ပါရခင်ဗျာ။ဘောနတံဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓနာသာမြတ်စွာဘုရားရှင်ဖျားဖြစ်ကိုရောက်ရှိပြီးတဲ့နောက်ပိဿဝဂ္ဂီ9ဦးအားတရားဟောကြားခဲ့ရာ6ခန္တီစီကိုတွေ့ရှိရပါတယ်။မိဂရာဝုံတော်ပြင်ပမှာတည်ရှိပြီးပျက်စီးနေတဲ့ဇေဒီပြည့်ရဲ့အုပ်ပုံပေါ်မှာလည်း84ပေမြင့်မားတဲ့ရှစ်မြောက်မျှော်စင်တစ်ခုကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အင်္ဂလိပ်ခေတ်မှာအခုမျှော်စင်ကနေ30မျှော်စင်အဖြစ်တည်ဆောက်သွားခဲ့ပါတယ်။မျှော်စင်ဝင်ဝကြောက်ပြားပေါ်မှာပါရှင်းဘာသာနဲ့ရေးထိုးမှတ်တမ်းတင်ထားတာကိုလည်းတွေ့မြင်နိုင်ပါတယ်ရှင်။လက်စိတ်ကိုရဲ့ပြေးပြီးတဲ့နောက်ဘာယာနတိကိုကြွတယ်။ဘာလို့ဖို့ကြွလဲ။တရားဟောတရားဥဓမ္မစကြာဟောဖို့ပင်စားဝဲကြီး၅ပါးကိုဥရဝေလတော့မှာဒေါက်တာစရိယကျင်းတဲ့အခါတည်င်းသုံးဖို့တယ်။မြတ်စွာဘုရားဒီဘလောက်ထိကျင်းတယ်လဲဆိုလို့ရှိရင်လူတိုင်းကြားမှုတဲ့အတိုင်းပဲမစားပဲနော်မစားပဲကျင်းလို့ခန္ဓာကိုယ်မှာအယိုးပြိုင်ပြိုင်ကြ။အာတုအာတုအခုဖျားများရောက်ရှိ
ရှိနေတဲ့နေရာကတော့ဘာယာနတိမြို့နီးမိဂရာဝုံတော်ပဲဖြစ်ပါတယ်။ဖျားဖြစ်စဉ်တော်များတွင်ပါဝင်ခဲ့တဲ့မိဂရာဝုံကိုလှည့်လည်သွားလာရင်မိဂရာဝုံတွင်ကတမိုင်းဝင်နေရများနဲ့ရှေးဟောင်းဆောက်အုံကြီးများကိုလည်းအခုလိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်။ ဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ အာသောကကြောက်စာရင်းရဲ့တောင်းပဲနန္ဒီယာကျောင်းတော်ရဲ့အနောက်ဘက်မှာတွေ့မြင်ရတဲ့စက်ဝိုင်းပုံစည်းဒီငုတ်ဟာတချင်းကမြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်များဌာပနာထားရာဓမ္မရာဇိကဇေတော်မြတ်ပဲဖြစ်ပါတယ်။ဤဒီ900စုမှာမှတ်တမ်းတင်ခဲ့တဲ့တရုတ်ဖုံးတော်ကြီးဖားရွံရဲ့မှတ်တမ်းအရလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကဒီဇီဒီကြီးဟာဓမ္မိခဇီရဲ့ပုံစံတိုင်းရှိခဲ့တယ်လို့သိရပါတယ်ရှင်။1994မှာဖျက်ဆီးခံခဲ့ရတာမို့အခုလိုစက်ဝိုင်းပုံဇီဒီငုတ်တွင်ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ဇီဒီငုတ်ရဲ့ပတ်လည်မှာအုံမြောင်းငယ်တစ်ခုကိုကျုံးသဖွယ်ရစ်ပတ်တိဆောက်ထားတာကိုသာတွေ့မြင်ရပြီးကြံခဲ့တဲ့အဆောက်အုံအထောက်အထားများလေ့လာပွဲရမကြံရှိတော့ပါဘူးရှင်။ ရာဇိကဇေဒီလို့ခေါ်တယ်ဇေဒီကဆိုဇေဒီကနောက်ထပ်အရှင်လေးဆိုးသွားလေဆိုတာမြင်မြင်အတိုင်းပဲနော်အောက်ခုံတော့ပဲကျန်တော့တယ်ဟိုမှာရှင်းမှာတီတီမမကြီးမြင်ရတယ်နော်ဓမ္မေခဇေဒီတော်အဲ့ဒီနေရာမှာကြားလို့ရှိရင်အနတ္တလက္ခဏာသုတ်ကိုဟောတဲ့နေရာတဲ့သူမြတ်စွာဘုရားပထမဥဆုံးဝါဆိုတဲ့နေရာဗာနေရာလေးဆိုလို့ရှိရင်ပါရဏတိကြီးမိဂထာဝတော် ခိနနာဘုရားဘုဖွဲ့ဟာမြတ်စွာဘုရားရှင်ရဲ့ဘုန်းကြီးတော်များကိုစိတ်အာယုံတွင်မှန်းမျှော်ကြည်ညိုရင်းငါးပါးသီလခံယူစောင့်တည်ခြင်းဓမ္မစစ်ကြာတရားတော်များရွတ်ဖတ်ပူဇော်ခြင်းနဲ့အမြပေးဝေတာရုခေါ်ဆိုခြင်းတို့ဖြင့်လည်းပူဇော်ခဲ့ကြပါလိမ့်ရှင် ဣတိပရဏနာမကေမေခတာယေဓမ္မဝရံယံတံမိဘနာပါဒမေကံကဟမတိနာမကေနမဟာဗျာမနေနာယာစီတောဘဂဝါဗာရဏတိယံဝိဟာရတိဣတိပရဏေမိဂတာယေတထခောဘဂဝါသင်္သဝေကိယေဘိက္ခုအမန္တေတိအာလောမြတ်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 လူတော်မူကြပါကုန်သောသာဓုသာဓုသာဓု မိဂရာဝုံတော်ဟာရာဇဝတ်မှာထင်ရှားသလိုပဲအတွင်းကရှင်းဟောင်းအဆောက်အုံတို့ရဲ့တန်ဖိုးကလည်းကြီးမားလွန်းလှပါတယ်မိဂရာဝုံရဲ့ပိုင်းဆိုင်ရာရှင်းဟောင်းအဆောက်အုံများတွေကနေအခုတွေ့မြင်နေရတာကတော့အာသောကကြောက်စာတိုင်းကြီးဖြစ်ပါတယ်ဒီကြောက်စာတိုင်းဟာဓမ္မစစ်ကြာတရားဟောရာဌာနလည်းဖြစ်ပါတယ်မူလကအမြင့်ပေ80ရှိမယ်လို့ခန့်မှန်းမိပေမဲ့အခုခါမှာတော့10ပေမျက်နှာရှိတဲ့ကြောက်စာငုတ်တိုင်ကိုတွေ့ရပါတယ်ရှင်မိုဟာမက်ဂိုရီရဲ့စစ်တပ်များဝင်ရောက်ဖျက်ဆီးခဲ့မှုကြောင့်အခုလောက်ထိကျိုးပဲ့ပျက်စီးသွားခဲ့ရတာလို့သိရပြီးကျောက်စာရန်ရဲ့ခေါင်းပိုင်းကတော့ကံကောင်းထောက်မစွာနဲ့ကြန့်ရှိနေခဲ့တာမို့အခုခါပြတိုက်အတွင်းထိန်းသိမ်းဆောက်ရှောက်ခွင့်ရခဲ့တာဖြစ်ပါရဲ့ရှင် ရောနန္ဒီယတထေကြီးဘေခာနီမှာတရားနာတယ်။တန်ဃာလေးတို့ပြင်ပြီးတော့နဲ့တွေကလေးခါလေးညင်လာပါဆိုတော့ခေါ်နေကြတာ။ဒီခါတည်းဆိုင်နေတယ်တဲ့။တော့ဟိုကလည်းခေါ်နေကြတော့နန္ဒီယတထေကြီးကဒီလိုနဲ့တွေကြောက်လို့လှမ်းကြတယ် မိဂရာဝံအာရမ်အတွင်းမှာထပ်မံတွေ့မြင်နိုင်မှာကတော့နန္ဒီယကျောင်းတော်ရပဲဖြစ်ပါရဲ့ရှင်မြတ်စွာဘုရားသတင်းသုံးတော်မူရုံများမကပထမဝါကတ်ခဲ့တဲ့ကျောင်းတော်ဖြစ်တာမို့မူလကုတ်ရီလို့ခေါ်တဲ့အပြင်နန္ဒီယတတိတိဆောက်လှူဒန်းခဲ့တာမို့နန္ဒီယကျောင်းတော်လို့လည်းအမည်တွင်ခဲ့တာဖြစ်ပါရဲ့ရှင်ကျောင်းတော်ကြီးဟာအရှိနောက်ပေးမြားကျော်အကျယ်ရှိပြီးမြေဝင်အနက်ဟာ10ပေခန့်ရှိတာမို့ကြီးမားခန့်ထည်လွန်းလှပါတယ် ဒီပလင်ကြီးကတော့မြတ်စွာဘုရားရှင်ဟာဘာယာနတိမျိုးသားယတ္တတထေသားကိုတရားဟောကြားခဲ့ရနေရဖြစ်ပါတယ်။အာသောကမင်းလက်ထက်ပြုလုပ်ခဲ့ဟန်တူတယ်လို့သိရပါတယ်။ဒါအပြင်ယတ္တတထေသားရဲ့ဖခင်တထေကြီးဟာဒီနေရာမှာပဲမြတ်စွာဘုရားရှင်ထံမှတ
တရဏဂုံသုံးပါးကိုဥပဒကယောက်ျားများထဲမှပထမဆုံးလက်ခံရရှိသူဖြစ်ကြောင်းသိရှိရပါတယ်ရှင် တို့ဒီကျောင်းတော်မှာသတင်းသုံးနေတဲ့အချိန်ဒီမှာဗုဒ္ဓဂါယာကအထေသမီးကသူ့ဇာတာဒါကြောင့်ဒီနေရာဒီဌာနကြီးရတာပြောသတင်းသုံးမှုတဲ့ပလင်တော်ဖြစ်ပါတယ်နော် ဉာဏ်ဇသမဘတ်နဲ့ဖရာမြတ်ဤမဟာရွှေနှုတ်တော်အဘိညာဉ်ဇသမဘတ်နဲ့ဖရာမြတ်ဤမဟာရွှေနှုတ်တော်ရိုးသေးစွာလက်အောင်မို့လို့နေစဉ်ရှိခိုးသနော ကုမာရဒေဝီပြင်းမှဆောက်လုပ်လှူဒန်းတဲ့ဘိက္ခုနီမများကျောင်းတော်ရနေရာဖြစ်ပါတယ်ဒါအပြင်ဘိက္ခုနီမများမိဂသမရာမြစ်ကိုသွားပြီးရေချိုးစင်ရလမ်းဖြစ်အသုံးပြုခဲ့တဲ့နေရာကိုလည်းလေ့လာနိုင်ပါတယ်ရှင် ရှာပေသောကျေးဇူးတော်အနန္တကိုလာတပြည့်တော်မှာရှိခိုးပါ၏နော်မိဂရာဝသာဘောင်းဆုံးနဲ့ရေကုန်တော်ရွှေသမင်းပေါ်တော်အတိတ်ပဲကြိတ်ကြိတ်နဲ့နဲ့ ဓမ္မရာဇိကဇီတော်ကြီးရဲ့ရှေ့ဘက်မှာတော့ဓမ္မိကဇီတော်ကိုဖူးတွေ့နိုင်မှာဖြစ်ပါတယ်တရားနဲ့ညီတော်လို့အဓိပ္ပာယ်ရတဲ့ဒီဇီတော်ရဲ့ဒီနေရာဟာတစ်ချိန်ကအရိမတိယဖျားလောင်းကိုဗျာဒိတ်ပေးခဲ့ရနေရလို့ဆိုကြပါတယ်တချို့မြန်မာဆရာတော်ကြီးများကတော့ဓမ္မိကဇီဒီဟာအနတ္တလက္ခဏာတုတ်ဟောကြားရာဌာနဖြစ်ပြီးဓမ္မရာဇိကဇီတော်ကတော့ဓမ္မစစ်ကြာတုတ်တော်ကိုဟောကြားရာဌာနဖြစ်တယ်လို့ဆိုကြပါတယ်ရှင်ဇီရိုရဲ့ညံတော်ဟာ104ပေရှိတာမို့တမိုင်ပတ်လေကနေကောင်းစွာဖူးတွေ့နိုင်ပါတယ်ရှင်။ရှေးစီဒီဖြစ်တာနဲ့ညီအနုစိတ်လှပတဲ့လက်ရများကိုလည်းတွေ့မြင်နိုင်ပါတယ်။ဇီရိုပတ်လေမှာတော့ဇင်းညံပုံများကိုပန်းကက်တန်းလှပတက်ရက်စွာထုစစ်ပုံဖော်ထားပါတယ်။ ဘုရားမြတ်စွာသာသနာရောက်ဝါနေသောမြင့်စေသောသာဓုသာဓုသာဓု ပထမဦးဆုံးကတော့သူကလူဝဲကြောင်ဒါပေမဲ့အိမ်ထောင်မရှိလို့အနာဂါရိကလို့ခေါ်တာနာမည်ကဓမ္မပါဠိတော့နှစ်ခုပေါင်းလိုက်တော့အနာဂါရိကဓမ္မပါဠိနော်အနာဂါရိကဓမ္မပါဠိဆိုတာသူတို့နိုင်ငံသားမြန်မာပြည်ကိုရောက်ဘူးခဲ့တယ် အခုတွေ့မြင်ရတာကတော့ဇီတဝင်ကျောင်းတော်ရပဲဖြစ်ပါတယ်ဇီတဝင်ကျောင်းတော်ရဆိုရမှာဇီတဝနဇီတမင်းသားအမည်ဝနဥယျင်ပန်းညံလို့အဓိပ္ပာယ်ရတာမို့ဇီတမင်းသားပိုင်ဆိုင်တဲ့ဥယျင်လို့ဆိုလိုတာဖြစ်ပါတယ်အနာတပင်တတိကြီးဟာမြတ်စွာဘုရားရှင်အတွက်ကျောင်းဆောက်လို့လှူဒန်းလိုတာကြောင့်ဇီတမင်းသားထံမှပြန်လည်ဝယ်ယူပြီးစုစုပေါင်းကုန်ကျငွေ54ကလေးနဲ့ဆောက်လို့လှူဒန်းခဲ့တာဖြစ်ပါတယ်ရှင် အရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓံတမံသစ္စာ ဘုရားရှင်ဟာဇီတဝင်ကျောင်းတော်ရအတွင်းရှိကဏ္ဍကုရီကျောင်းဆောင်မှာ19ဝါတိုင်းတိုင်းသတင်းသုံးနေထိုင်ခဲ့ပါတယ်။ဒီကျောင်းဆောင်မှာပင်သကောင်ရန်ချိန်မှာနှက်များကိုတရားဟောတော်မူခဲ့တယ်လို့သိရပါတယ်။ဘုရားရှင်တိုင်းမစွန့်အပ်တဲ့အဝိဇဟိတတဌာနဖြင့်မှတ်ယူနှလုံးသွင်းက
ကြီးညိုတဲ့နေရာလေးဖြစ်ပါရဲ့ရှင် ချမ်းသာစေရန် ဘုရားဘုရားတော် ရှင်သာမြတ်၏မြတ်မြတ်သာ သမ္မာသမ္ဗုဒ္ဓတိတိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္ပန္နောဒုက္ခတောလောကဝိတုအတောတရောပုရိသဓမ္မတာရတိသတ္တာဒေဝလောကနံဘုဒ္ဓောဘဂဝါသာဓုသာဓုသာဓု ဒီသာဝတိဟုတ်တယ်မြတ်စွာဘုရားဝါဆိုခဲ့တယ်အဲ့ဒီထဲကဦးဇင်းတို့စစ်ကိုးဝါကိုဒီကန္နာကုတိမြတ်စွာဘုရားကြီးပြင်ညာဆောင်ချပြီးတော့သာသနာပြုခဲ့တယ်ကျန်တဲ့၆ဝါကို ဝိပဿနာလိစ္ဆဝိပဿနာတရားပွားများအထောက်ခြင်းက၎င်းသင်္ကတဘုရားအပေါင်းရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားကောင်းစွာမသွေဟောကြားတော်မူပေးပါစေတည်းဘဂဝတံဒီဝါပြုတော်ဧကမန္တံအတ္တပိဧကမန္တံပိဋ္ဌာကောသတ္တဝဒာအကင်္ဂမနာပေတနံတိမင်္ဂလမောဒနာအာဇေဝနာသပါဠနံပန္တိတာမိစ္ဆဒေဝနာဘုဇာသဘုဇာမယနာဧတံမင်္ဂလမောဒနာ မိတ်တွေကိုမမီဝဲနဲ့ပညာရှိရာပေါင်းတဲ့ဆက်ဆံပူဇော်ထိုက်သူရှိကပ်ဖို့ရန်အော်ချစ်မြောထောက်စားဖို့ဟောခဲ့တဲ့မင်္ဂလာဒေသနာတင်တော်လျောက်ပတ်တဲ့ဒေသရောက်ဝဲရှာကြံကနေရန်တွေးစားဖို့လိုတာရှိကပြုတဲ့ကုသိုလ်ဒါနကံအတ္တသမံပဏိတိအမံ ဗုဒ္ဓဖျားရှင်ဟာဒီဓမ္မယုံမှာညနေချိန်တိုင်းလူများကိုတရားဟောပြီးညင်ဦးချိန်မှာတော့ယဟန်များကိုတရားဟောတော်မူခဲ့တာဖြစ်ပါတယ်ဖျားရှင်ဆုံးငံကပြန်လာတိုင်းကန္နကုရီရှိရေတွင်းမှာခြေတော်စီးရင်ယဟန်တော်များကိုဒုံဘာတရား၅ပါးကိုမမိကြရန်နေ့စဉ်သတိပေးဟောကြားတော်မူခဲ့ပါတယ် မမှားဘူးเนาะဒီနေရာမှာဦးဇင်းတို့ဒီနေရာကနေပြီးတော့မြတ်စွာဘုရားရှင်တက်တော်52နှစ်အရွယ်မှာဒီဇမာနအချင်းရှိပါတဲ့မှာတပါးအပါဝင်ဖြစ်တယ်ဒီဇမာနကိုအောင်မြင်တာလေဦးဇင်းတို့ဒီနေရာမှာပဲမြတ်စွာဘုရားရှင်အောင်မြင်တာပေါ့နော်ဦးဇင်းတို့ဒီကအထင်ရှားဆုံးဥပမာတစ်ခုကတော့ဗဒါဇာရီပေါ့နော်ဗဒါဇာရီဆိုတာလူတိုင်းသိပါတယ်ဦးဇင်းတို့အယူဓမ္မဖြစ်နေတဲ့အယူဓမ္မဖြစ်နေတဲ့ဗဒါဇာရီအဲ့ဒီနေ့မှာမြတ်စွာဘုရားရှင်ကဒီကနေပြီးတော့ဗဒါဇာရီဟာဒီနေရာကိုရောက်လာပါစေဆိုပြီးတော့အဋ္ဌံလေးနဲ့ပြုလိုက်တာပေါ့နော်အဲ့ဒီကမှဗဒါဇာရီကမရောက်မလေးနဲ့ဒီနားကိုရောက်လာတဲ့အခါမှာဦးဇင်းတို့တရားနာပရိသတ်တွေကဗဒါဇာရီကိုအယူမာဆိုပြီးတော့နှင်လက်ကြတာပေါ့နော်ရှင်းအာနန္ဒာကိုအလှည့်ပြဖို့မရသေးဘူးအဲ့ဒီကမှဒုတိယဘောဓိရောက်တဲ့အခါမှာရှင်းအာနန္ဒာကိုအလှည့်ပြရမယ်ဆိုတာကိုပြီးတဲ့အတွက်ကြောင့်တပားကလက်မခံဘူးအဲ့ဒီကမှကျန်နေတဲ့တပားကနေတော့ဘယ်သူလဲရှင်းအာနန္ဒာတပားကလျှောက်ပြီးအဲ့ဒီမှာရဟန်းတော်တွေကလက်တိုးပြီးတော့ရှင်ဘုရားမြတ်စွာဘုရားကြီးရဲ့အလုပ်ကြီးကိုခံယူလိုက်ပါဆိုပြီးတော့အဲ့ဒီကမှရှင်းအာနန္ဒာ တာပိတာစင်လို့ကျွေးပိုက်ထွေးပြုစုတာတာမယလေဝတရားကျေလို့မင်္ဂလာတရားတော်လားဩတမဇီဝမံစွန့်ကြဲမင်္ဂလာနာတရားအမှန်ရှာချမ်းညာရကနေသဆွေမျိုးတွေလည်းတင်ညိုထပ်ပန်ရန်အပြစ်မရှိတော့အမှုတွေရဆောင်နိုင်စေအမှန်သာဘဂဝတိတနာဣဒံမေလာ အခုတွေ့မြင်ရတဲ့ညောင်မင်းကတော့မြတ်စွာဘုရားတက်တော်ထင်ရှားရှိစဉ်မှာသာသနာတက်တန်းနှစ်ပေါင်း2600ကျော်ပြီဖြစ်တဲ့ယနေ့အချိန်ထိရှင်သန်ဆဲဖြစ်တဲ့အာနန္ဒာဘောဓိအမည်ရှိတက်တန်းရင်ပင်ကြီးဖြစ်ပါတယ်မြတ်စွာဘုရားခီးကြွခြင်းများမှာတာဝိတိမြို့သူမြို့သားများကိုယ်ဝင်စည်းကပ်နိုင်ရန်အတွက်မြတ်စွာဘုရားရှင်ရဲ့ကိုယ်ပွားတော်ဖြစ်မဟာဗောဓိဝိမမျိုးစီကိုအရှင်မဟာမောက္ကလမထေရကသင်္ကန်းဖြင့်ရေဝဲမကြခံယူကာအနာရဘိန်တတိကကောသလဘုရင်ကြီးရဲ့အမိန့်အရစိုက်ပျိုးခဲ့ခြင်းဖြစ်ပါတယ်။အရှင်အာနန္ဒာကစီစဉ်ပြီးခဲ့တာကြောင့်
အာနန္ဒာဘောဓိလို့အမည်တွင်ခဲ့ပြီးပရိဘောဂဇီရီအမျိုးအစားဖြစ်ပါတယ်ရှင် ကျေလူမမေဘူးသတ်ဖို့ရလျော့ပတ်တဲ့ချိန်ရဓမ္မခံတရားနာယူမတာ ဝိဟိပတိကောဟောဘာနိကောဝိဇိတာဝိရိတကောဝိညောဟိတိသုဝတိပံနောဘဂဝတောသာဝကသံဃောကာမေစိဝတိပံနောဘဂဝတောသာဝကသံဃောယတိထံသတ္တာရိပုရိသယိပါမိသာဓုသာဓုသာဓု ဒီလည်းပဲဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားရှင်စီမှာပါရမီဖြည့်ခဲ့တယ်နော်ဦးဇင်းတို့ဘောရမမြတ်စွာဘုရားရှင်လက်ထက်မှာကျွတ်တန်းဝင်သွားကြတဲ့ရဟန်းတော်တွေဒီမဟာတာဝကအကောင်လုံးဟာဒီဘုဒ္ဓမုဒ္ဒရာအဝါတသိလွန်ငါပွင့်တဲ့ဒီဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားရှင်စီမှာပဲယာရီတော်ရခဲ့တဲ့ရဟန်းတော်တွေဖြစ်နော်အဲ့ဒီရဟန်းတော်တွေထဲမှာဒီရှင်သေဝီကလည်းတပါးအပါဝင်ပေါ့နော်ဒီရဟန်းတော်တပါးကိုဒီမြတ်စွာဘုရားရှင်ကလက်လာပါအရာမှာဧကတဲ့ပေးတယ်ဆိုတာကိုအားချပြီးတော့ဒီလေးပဲအဲ့ဒီဘဝမှာမြတ်စွာဘုရားရှင်နဲ့တပည့်သားသင်္ခါတော်တွေကိုပြင်ပြီးတော့ဆွမ်းကြည့်တယ်အဲ့ဒီဆွမ်းကြည့်ပြီးတဲ့အခါမှာဒီဆွမ်းကြည့်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်တွေလက်လာပါအရာမှာဧကတဲ့ရပါလို့ဤဆိုပြီးတော့အတိကာရကောင်းမှုကုသိုလ်ထုကိုပြုဖို့ ဖြည့်ခြင်းပါရမီခံဒီမြည်စွာသူတော်ကမိန်စကားနာယူမတာကယဟန်တနာမြတ်ကိုတကယ်ပူရလို့လားအခါခွေးကြရမြတ်တရားဒီကနာဉာဏ်ဒီတွေ့စားတာဆွေးတွေပါမှာတရားမှမြင်မဲ့ဉာဏ် ဟောစစ်ခိုးရာစုမှာအလက်ဆန်ဒါကန်နိုင်ငံကဒီနေရာကိုတူခေါ်တဲ့အခါမှာကောင်းလုံးတက်တော်တွေရတယ်နော်။ဒါကြောင့်မို့လို့ဒီနေရာဒီစီရီတော်အကောင်းလုံးညာတော်တွေရဲ့တက်တော်တွေခင်ဝဲစပ်ပေးခဲ့တဲ့နေရာလို့အဲ့ဒီလိုမှတ်ထားအောင်နော် အခုတွေ့မြင်ကြရမှာကတော့တာဝိထိမြို့ဟောင်းနဲ့မြို့ဟောင်းတွင်ကထင်ရှားစွာကျန်ရှိနေတဲ့အဆောက်အအုံများပဲဖြစ်ပါတယ်ရှင်တက္ကရာအတန်တွဲနဲ့ Stravasti လို့ခေါ်ပြီးအခုခေတ်မှာတော့စာဟိမဟိလို့အမည်ရတဲ့တာဝိထိမြို့ဟာမြတ်စွာဘုရားရှင်လက်ထက်ကကောသလတိုင်းပတိလီကောသလမင်းထိနှံဆိုင်ရာရွှေမြို့တော်ကြီးဖြစ်ပါတယ်အစီအရီမြကမ်းပါးမှာတည်ရှိပါတယ်ရှင်ဒါအပြင်ကကြိကုရီပကိကုရီလို့အမည်ရှိတဲ့တိုက်ဖြစ်ကြီးနှစ်ခုရှိပြီးကောသလမင်းနန်းတော်နဲ့မန္လိကာမီဘုရားကြီးနန်းမဆောင်လို့ဆိုကြပါတယ်ရှင်တချို့ကတော့အရှိဘဇီရီကိုသူထတအနာတပင်တတိအိန္ဒိယသူထတဇီရီဟူ၍၎င်းဗြိတိရှခေတ်ကစာရူးနေတဲ့အခါကာကြိကုရီဟူ၍၎င်းသမိုင်းသူတည်တည်များကဆိုကြပါတယ်ရှင် ဒီဟန်ကိုကြားမှာဘာကြောင့်မဖိတာလဲဆိုပြီးတော့အဲ့ဒီလိုစဉ်းစားကြဝင်လာတဲ့အခါမှာသူ့ရဲ့ဗဇာကနေပြီးတော့နော်အမောတော်နဲ့ထွက်လိုက်တဲ့စကားကပါလို့တိတ်ထသမနောဆိုပြီးတော့အဲ့ဒီလိုထွက်လိုက်တာပေါ့နော်တိတ်ထဆိုတာရဟရပ်ပါအောင်ဆိုပြီးတော့အဲ့ဒီလိုပြောလိုက်အဲ့ဒီမှာမြတ်စွာဘုရားကြီးကိုပြီးပြီးတော့တိတ်ထအင်္ဂုလိမာလာတွန်ဆတိတ်ထဒီဆိုပြီးတော့အဲ့ဒီပြန်ပြီးတော့မြတ်စွာဘုရားကြီးပြောလိုက်တာပေါ့နော်ဒါကရက်နေတဲ့သူမင်းပဲရက်လိုက်ပါဆိုပြီးတော့အဲ့ဒီကမှာယတနာတခုဝင်တော့တာကိုလေပါရမီပြည့်နေတဲ့သူတွေဆိုတဲ့ခါတော့ကျတော့သူကပဲရှိကနေတော့ပြောနေတယ်ငါလိုက်တာတော့မပြီးဘူးဒီစကားကိုဘာကြောင့်ပြောတာလဲတော့အကြောင်းတစ်ခုတော့ရှိရမယ်ဆိုပြီးတော့ထပ်ပြီးတော့ရှင်းပြကြမှာအောင်ဆိုပြီးတော့မြတ်စွာဘုရားကြီးကိုပြောတဲ့အခါမှာငါဟာလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကိုအကောင်လုံးတတ်ပြီးတော့ဒီလိုဘာကိုအန္တရာယ်ပြုနေဒါလည်းနဲ့တူအကောင်လုံးရှာထားတဲ့ပုဂ္ဂိုလ်မင်းကပဲအဲ့ဒီလောဘဒေါသတွေနဲ့လူပေါင်းများစွာကိုတတ်ပြီးတော့အဘေကြီးရဲ့အဆက်ဆက်တန်တရားဆက်ဆက်မှာပြေလွန်နေတဲ့ပုဂ္ဂိုလ်ဒါကိုဆိုလိုတာပါပဲဆိုပြီးတော့အဲ့ဒီမြတ်စွာဘုရားဒီကံရဲ့ကန်းဆက်မှာဒေဝရတ်မြင်မြုပ်ခံရတာဖြစ်ပါတယ်ဒီနေရာမှာဘာမှစိုက်ပျိုးလို့မဖြစ်ထွန်းဘူးလို့သိရပါတယ်
မြတ်စွာဘုရားရှင်ဟာအယူမှားနေကြတဲ့ဒိဋ္ဌိများနဲ့တာဝိဋ္ဌိပြည်သူများအားတကူးပြ၍ဆုံးမရန်ရည်တန်ကတည့်ရပင်ချေရင်မှာတကူးပြတော်မူမည်လို့မိန့်ကြားခဲ့ပါတယ်ဒိဋ္ဌိများဟာဒီစကားကြောင့်ရှိသမျှတည့်ရပင်များကိုခုတ်လှဲလိုက်ပါတယ်ဖျားရှင်တကူပြမိတ်နေ့မှာအင်္ဂါမဟုတ်တီးလာခဲ့တဲ့ဘရင်ဥယျာဉ်တော်တွင်ကတည့်ရသီးမဲ့ကိုဖုံးပေးပြီးထိုတည့်ရစီဘောသို့လက်ဆင်းရုံဖြင့်အသီးပွင့်နဲ့ပြည့်စုံသောတည့်ရပင်ကြီးဖြစ်လာခဲ့တယ်လို့သိရပါတယ်ရှင်မြတ်စွာဘုရားရှင်ဟာဒီတည့်ရဖြူပင်ရင်မှာပဲရင်မြင့်အစုံနဲ့တကူပြလေးဟာပြတော်မူခဲ့ပါတယ်ပြီးမှသာတောင်းရင်းသားနတ်ပြည်ကိုတက်ပြီးတန်တုတိတနတ်သားနဲ့တကွနတ်ပြမအားလုံးကိုဝါရင်း3လလုံးအဘိဓမ္မာတရားတော်ဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ရှင်။မြတ်စွာဘုရားတကူပြရာတည့်ရဖြူပင်ကိုဂန္ဓဝအမည်ရှိတဲ့ဥယျာဉ်ဆောင်ကစိုက်ပျိုးခဲ့တာမို့ဂန္ဓဝတည့်ရဖြူပင်လို့ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။အာသောကမင်းကြီးလက်ထက်မှာဒီနေရာကိုဇေဒီတီးခဲ့ပြီးမြဲအခုခါမှာတော့ဥပုံဖြစ်တာမြင်တွေ့နိုင်ပါတော့တယ်ရှင်။ ရှက်ထွေးအောင်ရေမီအစုံလုံးတကူပြားဒီဟာပြတော်မူပြီးကတရဝါတို့ရဲ့စရိုက်အားလျော်စွာမြတ်တရားတော်ဟောတော်မူလေရာဂရေ20တော်လူနတ်မြမလေးသစ္စာခိုင်ပန်းဆွလန်းလို့ကြွတန်းဝင်လေတာ နိုင်ငံလူပြည်ပြည်နယ်တောင်ထီမြို့မဟာဇေယျဒုက္ခကျောင်းဆရာတော်ရှင်လူမြတ်ဘုရားအားပူဇော်ကြတော်ဘုရားခန္ဓာဖြစ်ပါတယ်ခင်ဗျာ။အင်္ဂတဒေမနိဗ္ဗာနတပစ္စယောဟောတုပါဗျာခင်နနာဘုရားဘုဖွေဟာကပိလဝတ်ပြည်ရှိတုတ်တော်နာမင်းကြီးရဲ့နန်းတော်ရနေရာကိုရောက်ရှိခဲ့ကြပါတယ်ကပိလဝတ်နေပြည်တော်ဟာဘုရားရှင်နဲ့နောက်ပါတန်ခါ2000ကိုဖခင်တုတ်တော်နာမင်းကြီးကစွန်းစက်ကလှူဒန်းခဲ့တဲ့နေရာလေးဖြစ်ပါတယ်ရှင်ပြတ်သွားရှောင်ခွာအောင်ကြကပိနံစံမြံတော်မူရာလောင်းလေးလောင်းဗုဒ္ဓမြတ်ဥယျင်္ဂရာမကြားထွက်ခွာသွားလေးပါရဲ့သူအိုသူနာသူသည် ခုတွေ့မြင်ရတဲ့နေရာများမှာယခင်ကကျောင်းတော်ရများရှိခဲ့တယ်လို့သိရပါတယ်ဖြစ်ပြီးရင်ပြတ်တတ်တဲ့ဗုဒ္ဓရဲ့တရားတော်တိုင်းအခုခါမှာတော့အုတ်ခုံများတာကြန့်ရှိပါတော့တယ်ရှင်နောင်နေမှာပင်ဦးလေးပြောမရွှင်မောင်ဆောင်ကိုနိုးသူတိုင်းမြင်ခန္ဒီကနာမြင်ကားကျိုးတိတ်တရမင်းသားတောထွက်ခဲ့ရာနန်းတော်ရှိဘက်ရှိတကားကိုလည်းတွေ့ရှိရပါတယ်ကြာရင်သိမယ်ရိပ်မိတယ်တန်ငောင်းလေးသတ်တော်မူနောင်ငါခွာတယ်မောင်ဖုံးပြောက်တယ်ဆောင်းအောင်မွေးမြင်လေရှင်မဟာဗုဒ္ဓဝိတရားတော်ကိုဟောကြားတော်မူခဲ့တဲ့ဒီကျောရာယုံကျောင်းကိုတွေ့ရှိရပါတယ်။တားတော်ရာဟုလာနဲ့ညီတော်နန္ဒမင်းသားကိုသာသနာပေါင်းတို့သွတ်သွင်းပေးခဲ့ရနေရလေးဖြစ်ပါတယ်။ကျောင်းတော်ရှိမှာရေကန်တကန်ကိုတွေ့ရပြီးဖျားရှင်ရဲ့တကူတော်ကြောင့်ပောက္ခရဝတ္တမိုးရွာသွန်းခဲ့တဲ့ရေကန်ဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ကျွန်တော်တို့ဒီမှာတွေ့နေရရေကန်တော့ဖျားရှင်ကကျွန်တော်တို့ဒီကြောတာကိုကြွလာတဲ့အချိန်မှာဒီပြီးအဆုံးတကူပြတော်မူပြီးရင်ကျွန်တော်တို့ဘုဒ္ဓဝင်စေတနာတရားတော်ကိုခေါ်ကြားတော်မူတယ်
ဘက်မှာလက်ရဘက်မှာရှစ်ဖက်လက်ဝဲဘက်မှာနောက်ဖက်ရှင်းတဲ့အနောက်ဆိုလို့ရှိရင်တမိုင်း3မိုင်တမိုင်ကိုခြံကားပြီးတော့လူကြီးတွေရည်ချမ်းနေမယ်လို့သတ်မှတ်ထားတဲ့ဖြစ်ပါတယ်အဲဒီ3မိုင်တမိုင်ကိုအစတာကင်ဆိုတဲ့ရေးစစ်ထားတဲ့ပလန်တိုင်း3ပိုင်းပိုင်းပြီးတော့ရေးထားပါတယ်ခုရောက်ရှိနေတဲ့နေရာကတော့တန်ဝေဇနီးယာလီဌာနမှာတစ်ခုပါဝင်ဖြစ်တဲ့ဖျားရှင်ဖွားတော်မူရာလုံမဏီဥယျာဉ်ပဲဖြစ်ပါတယ်။ဒီနေရာဟာနီပေါနိုင်ငံတွင်တည်ရှိပြီးအိန္ဒိယနယ်စပ်ကနေ14နိုင်ငံကွာဝေးပါတယ်ရှင်။ လာနေမင်းပမာဖွာတော်မူရာဝိဇ္ဇာရှိရင်နမိတ်တော်ထင်လားလူရောနာရောမြမရောဝန္တာရရသာတောက်ချနေမြတ်မှာမဟာဗုဒ္ဓဝေအောင်ခြင်းဖျားတတဌာနဒုတိယဖြစ်ရပါ မေရုမာယာဖျားလောင်ဖွားတော်မူရဲ့နေရာမှာနီပေါနိုင်ငံအစိုးရရှေးဟောင်းသုတေသနဌာနနဲ့လုံမဏီဖွံ့ဖြိုးရေးအသင်းတို့ပူးပေါင်းပြီး2009ခုနှစ်မှာကျောင်းဆောင်ကြီးတစ်ဆောင်ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ကျောင်းဆောင်တွင်မှာမေရုမာယာနဲ့သားတော်ဖွားမြင်တော်မူသောရှေးဟောင်းရုပ်ထုကိုဌာပနာပူဇော်ထားပါတယ်။ကျောင်းနဲ့ထူထားကမေရုမာယာကအင်ဂျင်ကိုင်းကိုကင်ပြီးဖျားလောင်မင်းသားငယ်ကရှေ့မှာမတ်တက်ရဲ့ခြေလန်းနေပုံရှေးဟောင်းရုပ်ထုကိုဌာပနာထားပါတယ်ရှင်။အခုတွေ့မြင်ရတဲ့ဇီးငယ်ဥက္ခုများကတော့ဖျားလောင်တော်ဟာဖွားမြင်တော်မူပြီးလျင်ပြီးချင်းမြောက်ရက်ကိုခြေ9လမ်းကြွခဲ့တယ်ဆိုတဲ့အထိမ့်မှန်လေးနဲ့ဇီးငယ်များကိုတီထားခဲ့တာဖြစ်ပါတယ်။အာသောကမင်းကြီးလက်ထက်မှာဖျားလောင်ဖွားတော်မူတဲ့နေရာမှာပြီး90ခန့်အမြင့်ရှိတဲ့ကြောက်တိုင်ကြီးကိုစိုက်ထူထားခဲ့ပါတယ်။ဘေးဒဏ်မျိုးမျိုးကြောင့်ကျိုးကျပျက်စီးနေပြီးအခုအခါစေဗီခန့်သာကျန်ရှိပါတော့တယ်ရှင်။ကြောက်တိုင်အောက်ခြေမှာမြင်းကောင်းရုံများတွေ့ရပြီးကြောက်တိုင်ပေါ်မှာဗြမီအခရာနဲ့ဆန္ဒများရေးထိုးထားပါတယ်။ကျောက်ဆာမှတ်တမ်းများအရဒီနေရာဟာမြတ်ဗုဒ္ဓရဲ့ဖွားတော်မူရာနေရာဖြစ်တယ်လို့သိခွင့်ရခဲ့တာဖြစ်ပါတယ်ရှင်။ဒီနေရာကတော့ဖျားလောင်းတော်ဖွားတော်မူတဲ့အခါကောင်းကင်ယံကနေရေဘူးရေအေးများဆန်းတဲ့သွဲစီးစဉ်ပြီးမေရုံနဲ့သားတော်ကိုရေတက်ပဲစင်ကြယ်နှွေးထွေးစေခဲ့ပါတယ်။အဲ့ဒီရေများစီးစင်းကြလာမှုကြောင့်ရေကန်တစ်ခုဖြစ်ခဲ့တယ်လို့အဆိုရှိပြီးအဲ့ဒီရေကန်ငယ်ဟာအခုတွေ့မြင်နေရတဲ့အသောကမင်းကြီးရဲ့ကောင်းမှုတော်ရေကန်ပဲဖြစ်ပါတယ်ရှင်။ ဒီနေရာမှာအတော့ကပြီးအဲ့လိုမျိုးလောက်ပြီးလို့တာသမိုင်းလေးတွေကျန်ခဲ့တဲ့ဖြစ်ပါတယ်လူဘိနေနာနေဟိလဲစုဖောရမုံဒီနန်းလူအောင်နောလမ်းပါကိုအာလုံးတရားသမျှအပြည့်အမြတ်အမြတ်ဒီတော်မူကြပါကုန်လောသာ
ပုဂ္ဂိုလ်တွေကဒီလမ်းလေးကိုကောင်းမှုစုစုကိုတာရုခေါ်ဆိုနိုင်ငံခြေညာပြီးတော့ခင်ဗျာဆရာတော်ကြီးရှိရာဓမ္မချက်တွေ9500ကျပ်တယ်ကျောင်းတော်ဒီဘက်ဆိုပြီးမုံမှန်ရအတွက် US ဒေါ်လာ230ဒေါ်လာအိန္ဒိယလူမျိုးတွေ850မြန်မာကျပ်တွေ9500ကျပ်အလူတော်ငွေစုစုပေါင်းမှာ US ဒေါ်လာ285ဒေါ်လာအိန္ဒိယလူမျိုးတွေ1650မြန်မာကျပ်တွေ3,900ကျပ်ဖြစ်ပါတယ်ခင်ဗျာယနေ့လူတော်စုစုအားဝမ်းမြောက်ဝမ်းသာတာရုခေါ်ဆိုတော်ကြောက်ပါခင်ဗျာဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣဒံမေဘုံညာနိဗ္ဗာန်နဲ့သာပစ္စယောဟောတုသာဓုသာဓုသာ ကျမအခုရောက်ရှိနေတဲ့နေရာကတော့တန်ဝေဇနီးယာလီဌာနနဲ့တခုပါဝင်ဖြစ်တဲ့မြတ်စွာဘုရားရှင်ပြိဋိဘံဆန်းတော်မူရာကုသိနာယုံမြင်းနေရာဖြစ်ပါတယ်။ဘုရားရှင်လက်ထက်ကမန္လာမင်းတို့ရဲ့မင်းနေပြည်တော်ဖြစ်ခဲ့ပြီးအိန္ဒိယနိုင်ငံဥတ္တရပရာဒိရှ်ပြည်နယ်ကုသိနာယုံခရိုင်တွင်းမှာတည်ရှိပါတယ်ရှင်။အခုတွေ့နေရတဲ့နေရာကတော့မဟာပြိဋိဘံနာဇီတော်တည်ထားတဲ့နေရာဖြစ်ပါတယ်။ဇီဒီတော်ကိုမြတ်စွာဘုရားပြိဋိဘံဆန်းတော်မူရာနေရာမှာတည်ထားတာဖြစ်ပါတယ်။ဇီဒီတော်ဒါယကဟရိဗလနဲ့ရုပ်ဘွားတော်ဒါယကဟရိဗလတို့ဟာတဦးတည်းဖြစ်မယ်လို့ယူဆရပါတယ်။ဇီဒီတော်ကိုထပ်ခါတည်ဆောက်ခဲ့ကြပါရဲ့ရှင်။1922ခုနှစ်မှာမြန်မာနိုင်ငံဟင်္သာတမြို့မှာဦးဖိုးကျူးကကျန်လည်ပြုပြင်တည်ဆောက်ခဲ့ပြီးညံတော်168ปีရှိခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်90ခန်းကငလင်လှုပ်ခဲ့တဲ့အတွက်ဖောင်းရင်မှစပြီးပြိုကျပျက်စီးခဲ့ပါတယ်။အတွင်းရှိရွှေစင်းတို့တော်နဲ့ဖိုးရံပစ္စည်းများမပြောက်စေရန်မြမဆရာတော်ဦးစန္ဒရမုနီကစောင့်ရှောက်ခဲ့ပါတယ်။ ဒုတိယမိသံဃာသရဏံကိသာမိတတိယမိဗုဒ္ဓံသရဏံကိသာမိတတိယမိဓမ္မံသရဏံကိသာမိတတိယမိသံဃာသရဏံကိသာမိဧတုပစ္စယောအာရမဏပစ္စယောအတိပတိပစ္စယောအနန္တရပစ္စယောမာနန္တရပစ္စယောသံဃယပစ္စယောဝိပယုတ်တပစ္စယောအတ္တိပစ္စယောနတ္တိပစ္စယောဝိရာဒပစ္စယောအဝိကတပစ္စယောဟောတိဧတုပစ္စယောအာရမဏပစ္စယောအတိပတိပစ္စယောအနန္တရပစ္စယောမာနန္တရပစ္စယောအာသာတပစ္စယောဉာဏ်ဉာဏ်ပစ္စယောမေတ္တာပစ္စယောဘုရားကျောင်းတော်ဟာမဟာပရိနိဗ္ဗာန်ဇီးရဲ့ဘေးမှာတည်ရှိပါတယ်။အတွင်းကရုပ်ပွားတော်မှာခြေပွားမှာအုတ်ဆောင်တော်ထိ22ပေရှိပါတယ်။ပကုံးတော်မှာ9ပေ6လက်မှရှိပြီးမြေသားနဲ့ထုလုပ်ထားပါတယ်။ညောင်ဆောင်တော်မှာအလျား23ပေ9လက်မှအမြင့်2ပေ1လက်မှရှိပြီးဆရာစီဝကပုံအရှင်အနန္ဒပုံနဲ့သူ့ဘယဟန်ပုံတို့ကိုထုလုပ်ထားပါတယ်။တွေ့ရှိရတဲ့ကြောက်စာရဒီရုပ်ပွားတော်ဟာမဟာဝိဟာရကျောင်းမှာတရင်သုံးနေတဲ့ဟရိဗလယဟန်တော်ရဲ့ကောင်းမှုဖြစ်တယ်လို့ဆိုပါတယ်။မထုရာပြည်သားဒိနဆိုသူကထုလုပ်ထားတာဖြစ်ပါတယ်။အခရာနဲ့စာရေးသားဟန်ရအီဒီ900စုကဖြစ်တယ်လို့ယူဆပါတယ်။အမတာကိုကြွလေ
ချင်းနသာချင်းထပ်ပါလို့မလတ်အောင်ပူဇော်လေးမလတ်အောင်ပူဇော်လေး ဘုရားဘုရားဘုရားရာဘုရားလေအာမေနာရာဝရအဘောတရားဒေဝရောဂီအင်းယာသာယမလက်ခံတဲ့အခါစုံကားဟာနေပြီးတော့ရှင်းဥတော်တော့ပြီးတော့ဘုရားကိုဆွမ်းခဲ့ဖို့အတွက်ဆွမ်းတစ်မျိုးစီမံခဲ့တဲ့သူကရမေတ္တဝါဆွမ်းတစ်မျိုးအဲ့ဒီသူကရမေတ္တဝါဆွမ်းကိုမြန်မာနိုင်ငံကဆရာတော်တွေသင်္ဃာတော်တွေဘာသာပြန်ထားတဲ့ဒီတိကစာပေတွေမှာဝဲပြိုသောဆွမ်းလက်နမောတတဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိအန္တတာနိဘိက္ခဝေအာမန္တယာမိဝါဝယဓမ္မသံဃာရာအပမဒေနသံပါဒေတာအာသောညာဇာသမယအမြယေရောအောင်ရပါကုန်လောသာဓုသာဓုသာဓုဘုရားမြတ်စွာသာသနာညောင်းဝါနေသူလေးစီကိုသာဓုသာဓုသာဓု အခုတွေ့မြင်ရတဲ့ဥဒိတ်ကတော့မြတ်စွာဘုရားရှင်ပြိဋိဘံစံတော်မူမယ့်နေ့မှာပါဝါပြည်မှကုသိဏယုံမန္လာမင်းတို့ရဲ့အင်ဂျင်ရကုံတို့ကြွတော်မူလာတဲ့အခါနောက်ဆုံးရည်ကြည်တော်သုံးဆောင်တော်မူရာဌာနဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီဥဒိတ်တွင်းမှာဘုရားရုပ်ပွားတော်တဆူရှိပါတယ်။ဤဒီတရားစုကနိရှကခေတ်ကလက်ရဖြစ်ပါတယ်။ညံတော်9ပြီ6လက်မှရှိပြီးဘူမိဖတ်တာမုဒ္ဒရာပုံထုလုပ်ထားပါတယ်ရှင်။ အခုကျမရောက်ရှိနေတဲ့နေရာကတော့မကုတ္တဗန္ဒရဇေဒီတရှိရနေရာဖြစ်ပါတယ်။မန္လာမင်းတို့အုပ်ဆောင်ထုံးတဲ့နေရာမှာဇေဒီတချင်းဖြစ်လို့မကုတ္တဗန္ဒနာလို့ခေါ်တာဖြစ်ပါတယ်။မကုတ္တအုပ်ဆောင်ဗန္ဒထုံးဖွဲ့ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါအပြင်မြတ်စွာဘုရားပြိဋိဘံစံတော်မူပြီးအလောင်းတော်ကိုတေဇောဓာတ်လောင်ကျွမ်းတဲ့နေရာမှာကျန်ရစ်ခဲ့တဲ့မိသွေးများကိုထာပနာပြီးဇေဒီတီထားတဲ့အတွက်အင်္ဂါရမိသွေးဇေဒီလို့ခေါ်ကြပါတယ်။ အသောကမင်းကြီးတီးထားခဲ့တယ်လို့ယူဆရပါတယ်။အခုဒီနေရာမှာအင်္ဂရိများနဲ့ပြီးနေရာသတ်မှတ်ထိန်းသိမ်းထားပါလိမ့်ရှင်။ ရွှေမသွေးတနေ့ငနွေလာကစုံလေးမှာဒီလိုရောက်ရှိဖျား ကေသရိယမြို့ဟောင်းရှိကေသရိယပထိုးတော်ကြီးကိုတွေ့ရှိရပါတယ်။ဖျားရှင်ဟာကေသမုဒ္ဒိတုတ်ကိုဒီစီဒီမှာဟောကြားတော်မူခဲ့တယ်လို့သိရှိရပါတယ်ရှင်။ အခုတွေ့ရမှာကတော့ဝီတာလီမြို့ဟောင်းနေရာဖြစ်ပါတယ်။ဝီတာလီမြို့ဟောင်းဟာပတ္တနာမြို့နဲ့ကေသရိယမြို့ဟောင်းကြားမှာတည်ရှိပါတယ်။ဝီတာလီပြည်မှာကတ်၃ပါးကျရောက်ပြီးဘလူးများတောင်းချမ်းတဲ့အခါဖျားရှင်ရဲ့မိန့်ကြားတော်မူချက်အရအရှင်အနန္ဒမထေရကတတိုင်းသုံးထပ်ကာယံပြီးယရဏတုတ်ပြီးတရားတော်ကိုဟောကြားတော်မူခဲ့ပါတယ်။အဲ့ဒီအခါကျမှပြည်သူတွေဟာကတ်၃ပါးမှကင်းလွတ်သွားတယ်လို့လည်းသိရပါတယ်ရှင်။ ဖျားရှင်ပြိဋိဘံပြုပြီးနောက်နှစ်ပေါင်း100အကြာမှာကာလသောကမင်းကြီးကဒုတိယတန်ခါယနာတင်ခဲ့တဲ့နေရာလို့သိရှိရပါတယ်။ဇီဒီနီးမှာအာသောကမင်းကြီးရဲ့14.6 မီတာမြင့်မာတဲ့အထိမ်းအမှတ်ကျောက်တိုင်ကိုလည်းတွေ့ရှိရပါတယ်။
ဒီနေရာမှာဝေသားလေးပြည့်ရှိလိစုဝေမင်းများကသူတို့ဝေစုရတဲ့မြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်မူတော်များကိုဌာပနာပြီးဓာတ်တော်စီရီဖြင့်တည်ထားခဲ့ပါတယ်။ဇီတော်ရဲ့အုတ်မြစ်ကိုကြောက်တုံးများနဲ့တိဆောက်ထားတာတွေ့ရပါတယ်။အပေါ်ပိုင်းကိုဖျက်ဆီးယူငင်ထားတဲ့အတွက်အခုတွေ့မြင်ရတဲ့အတိုင်းသာကြန့်ရှိပါတော့တယ်ရှင်။ဝေသားလေးပြည်မှာရှိတဲ့ခုတွေ့မြင်ရတဲ့ရေကန်ကတော့မင်္ဂလာရေကန်ပဲဖြစ်ပါတယ်။အလျား1420ပေရှိပြီးအနံပေ660ရှိပါတယ်။လိစုဝေမင်းများအဘိသိက်ခံရမှာအသုံးပြုတဲ့အထွတ်မြတ်ထားတဲ့အဘိသေးစာပောက္ခရဏီကန်ဖြစ်တယ်လို့သိရပါတယ်။အိန္ဒိယရူပီ$9,300ရူပီမြန်မာကျပ်ငွေ$9,000ကျပ်တိတိဖြစ်ပါကြောင်းအများလူမောတာရုခေါ်ဆိုနိုင်ရဲ့ကြီးညာအပ်ပါသည်ခင်ဗျာသုံးလောကမန်ကူတရားမှုအဆူလူသည်ဩဝါဒချီမြောက်ပါရိမောက်ပြတော်မူသည်ခန္တီပရမန်ဝေလူဝန်ကျောင်းတော်တွင်းရှိရေကန်ဟာဘင်းရင်ကြီးကကလင်တကနိဝပနာလို့ခေါ်တဲ့ရှင်းနေများကိုဘေးမဲ့ပြီးခဲ့တဲ့နေရာလေးဖြစ်ပါတယ်ရှင်။ဖွင့်တော်မူကြသည်မြတ်ဗုဒ္ဓအလီဒီနေရာဟာတချင်းကမြတ်စွာဘုရားဝေလူဝန်ကျောင်းမှာသတင်းသုံးစဉ်မဟာတက္ကရာ105ခုနှစ်မှာတန်ဃာတော်များအားဩဝါဒပါတီမှာဟောကြားပြခဲ့တဲ့နေရာဖြစ်ပါတယ်။ဒီလိုဒီမှာဘုရားတော်ပြောလားဘုရားနဲ့တွေ့တဲ့ဘုရားမကြီးရတယ်ဟုတ်ဘုရားကိုသိနေတဲ့ဘုရားလုံးကိုသိတဲ့ဘုရားကအသက်29နှစ်အရွယ်ဆိုတာတော့တွဲကြည့်တယ်ဘယ်လိုကြည့်မလဲလောကရောပုရိသဓမ္မသာရတိသတ္တဧဝလောကနံဘုံသောဘဂဝါဘုဒ္ဓဝိရိပန္နောဘဂဝါသောဘဂဝါတံသောယာယဝိရိပန္နောဘဂဝါသောဘဂဝါတံသောအာမိဇိဝိရိပန္နောဘဂဝါသောဘဂဝါတံသောယေရိယံသတ္တာရိဘုရိတာယုဂာတိသတ္တဘုရိတာကိုနှုံနှလုံးသုံးပါလုံးကောင်းမြတ်စွာလှူရှာတာလူလက်ထဲမှာလက်ကိုရှာပါတော့လက်မတွေ့ပါလူကိုယ်ထဲမှာလူကိုရှာပါတော့လူမတွေ့ပါမတွေ့ပေမဲ့လူရှိနေတာနေရာမှာလူမတွေ့တာပါလူမှုထဲမှာတရားရှာအဲ့ဒါဝိပဿနာအာလုံးတရားသမျှမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုသာဘုရားရှင်ကဘလို့ပြောကြတယ်ဆိုရင်အရှင်မမကလည်းရဲ့တက်တယ်ကိုအာမနာထားတဲ့နေရာတော့ဆိုင်တယ်ပြောကြတယ်ပြောကြတယ်ဒါပေမဲ့အခုကဒီလိုအဲ့ဒီနေရာကိုကြီးလို့မရတော့တဲ့အခြေအနေတော့ပြောပါဘူးဒီလိုအဲ့လိုဒီအခြေအနေဆိုတော့ရတယ်ဖျားဖို့ဖွဲ့ဟာဝေလူဝန်ကျောင်းကြီးရှိဟိန္ဒူလူမျိုးများရေချိုးရာရေဘူးစန်းကိုလည်းအ
အခုလိုပဲဝင်ရောက်လေ့လာခဲ့ပါတယ်ရှင် ဒီကြောက်ကူကတော့ပိတ်ပလိကြောက်ကူဖြစ်ပါတယ်။ဂူကိုကြောက်တုံးကြီးများထပ်ဆင့်ပြီး4000စတုဂံပုံဆောက်လုပ်ထားပါတယ်။ဒီနေရာမှာအရှင်မဟာကတ္တပမထေရမကျမ်းမမှာဖြစ်တဲ့အတွက်ပိတ်ပလိကူကျောင်းတိုက်သို့မြတ်စွာဘုရားကြွတော်မူပြီးကတ္တပဘောဇဉ်တုတ်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ရှင်။ ယမနာမျိုးခတိယမျိုးဒီဝတ်သားမျိုးသုဒ္ဓမျိုးမင်္ဂလာဇာကတော့၄မျိုးဒါမဲ့အခုခါအကျိုးနေရနိုင်တော့ဇတ်စမြသုံးပါပါကျွတ်သေးစားတဲ့ဇာအလုပ်တွေရှိသေးတယ်။အမျိုးမျိုးပဲ ဘုရားဝဖွဲ့ဟာစွန်ဘန္နာလို့ခေါ်တဲ့ရွှေဘန္နာတိုက်တော်တရှိရာနေရာကိုလည်းရောက်ရှိခဲ့ကြပါတယ်။ဘိန်းသားရမင်းကြီးရဲ့ရွှေဘန္နာတိုက်တော်လို့သိရှိရပါတယ်။ဝေဘာယတောင်ကြီးမှာတရှိပြီးကြောက်တောင်ကိုထွင်း၍ပြုလုပ်ထားတာကိုတွေ့ရှိခဲ့ရပါတယ်ရှင်။ခုရောက်ရှိနေတဲ့နေရာကတော့အဇာတတမင်းကြီးတည်ထားခဲ့တဲ့မဏိရာမဓာတ်တော်တိုက်ပဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်မူတော်များကိုပြန်လည်သိမ်းယူကဌာပနာပြီးဇီရီတည်ထားကိုးဝယ်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ချိန်မှာဖုံးကံပြည့်စုံတဲ့သာသနာပြုမင်းတစ်ပါးပေါ်ပေါက်မှသာလျှင်ဓာတ်တော်များကိုရယူနိုင်စေရန်အရှင်မဟာကတ္တပမထေရကြီးဒိဋ္ဌံပြီးမြေအောက်မြင့်မြပင်ဒူးစီကမူရေမထွက်စေရန်နဲ့တာမန်အဖြစ်မငြိမ့်နိုင်တဲ့စီမီတိုင်တစ်ခုပူဇော်ထားခဲ့ပါတယ်။တိရိဓမ္မအာသောကမင်းဒူးဖော်တဲ့အခါမှသာစီမီငြိမ့်ခဲ့တာဖြစ်ပါတယ်။အာသောကမင်းကြီးဟာဒီဓာတ်တော်တိုင်းမှဓာတ်တော်များကိုယူပြီးဇီရီပေါင်း8400တိဆောက်တဲ့အထက်မှာဌာပနာခဲ့တယ်လို့သိရပါတယ်ရှင်။ခုဆိုရင်ဂိတ်စကုတ်တောင်ကြီးမှတောင်ထိပ်ရှိဝိရှက်ရှန်ဒီဇီရီလို့ခေါ်တဲ့ကမ္ဘာငြိမ်းချမ်းရေးဇီရီတို့ထိုင်ကုန်ဆက်လီကနဲ့တက်ရောက်ဖုံးမြမှာဖြစ်ပါတယ်။ဒီထိုင်ကုန်တွေဟာတောင်ကြီးနဲ့တောင်ထိပ်ကိုကောင်းကင်ကျိုးနဲ့တွဲတန်းပြီးမော်တာနဲ့လှည့်ပေးတဲ့အခါဆက်ကျိုးပုံတိုင်းလဲပတ်နေပါတယ်။စုစုပေါင်းထိုင်ကုန်144ကုန်ရှိပါတယ်။ဒီထိုင်ကုန်ဆက်လီကားကိုဂျပန်နိုင်ငံကရူပီငွေ6သိန်းကုန်ကျခံပြီးဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်ရှင်။ နေတဲ့ဇီရီကတော့ဝိရှက်ရှန်နေဇီရီတော့ပဲဖြစ်ပါတယ်။ဒီဇီရီကိုဂိတ်စကုတ်တောင်ထိပ်မှာဂျပန်နိုင်ငံဗုဒ္ဓဘာသာယဟန်တော်အရှင်ဖူးကြီးကသာသနာတော်2500ပြည့်နှစ်ကတည်ထားခဲ့တာဖြစ်ပါတယ်။ဝိရှက်ရှန်နေရဲ့အဓိပ္ပာယ်မှာဝိရှက်ကဘာရှန်နေငင်းချမ်းခြင်းလို့အဓိပ္ပာယ်ရတာမို့ကဘာငင်းချမ်းရေးဇီရီလို့ခေါ်ကြတာဖြစ်ပါတယ်ရှင်။ ဘာမှငင်းကြပါစေဘာကြောင့်လဲဆိုလို့ရှိရင်ကမထီလို့ရှိမှမျိုးတော့မှအလုံးမျိုးတွေကြားပြီးတော့ဒီတို့သေးရတယ်လေအဲ့ဒီဟာတွေကိုသူကယူစုပြီးတော့ကဘာမှငင်းကြပါစေဆိုတဲ့ရည်ချက်နဲ့ဒီလိုမျိုးဇေဒီတင်ထားတာအိန္ဒိယမှာဆိုလို့ရှစ်လုံးလောက်ရှိတယ်ကဘာမှဆိုလို့ရှိရင်အဲ့ဒီဆရာတော်တည်ခဲ့တာဘယ်လောက်ရှိလဲ
အလုံးမောက်ချစ်စေပါဘူးသူကဒီဆရာတော်ကဘာလို့ထားကြလဲဆိုတော့ဒီလိုမျိုးတစ်ခါတည်းအစုလဲအော်လဲတော့တို့လဲလုံးပြီးတော့ဒါမှဒီမျိုးစေတီပဲနိုင်ငံလုံးတစ်ကမ္ဘာလုံးကိုသွားပြီးတော့တည်ခဲ့တာအဲ့ဒီဆရာတော်ကဦးဇင်းတော်မွန်ဘဲကနေပြီးတရားဆွဲခါပြီးတော့ဘယ်ကောက်ကလဲဒါဂျပန်နိုင်ငံကိုပြောင်းပြီးတော့ဂျပန်မှာပဲအဲ့ဒီဆရာတော်ကဘာလို့လဲဘယ်လိုလဲပေါ့သူတွေမြင်ရတဲ့နေရာလေအဲ့ဒါကဒါကိစ္စကောက်တောင်းကိစ္စကူတာဆိုတာဘာကြောင့်ကိစ္စကူတာလို့ခေါ်လဲဆိုလို့ရှိရင်လင်တာနှုတ်သီးနဲ့တူတယ်တဲ့တကယ်လေးတူတယ်တော့မဟုတ်အားကကြည့်လိုက်ရင်လင်တာနှုတ်သီးအခုရောက်ရှိနေတဲ့တက္ကသိုလ်သစ်ကို1950ခုနိုဝင်ဘာလ20ရက်အင်္ဂါနေ့မှာပုံပြချနေတောင်းပေးခဲ့ပါတယ်ဒီတက္ကသိုလ်မှာတရားပညာသင်ကြားခွင့်ရပါတယ်ဒီမှာတက်နေတဲ့အတန်းတွေကတော့ BA ကောရုဏာရဲ့ MA Master ရဲ့ PhD ကာရန်ဆိုပြီးတော့အတန်းကြီး3တန်းမှာတရားပညာသင်ကြားနေကြခြင်းဖြစ်ပါတယ်4650ရူပီ KS မှာကျပ်ငွေ7,500ကျပ်ဒီလက်ခံရရှိပါတယ်သို့ဖြစ်ပါ၍ဝမ်းမြောက်လို့ပေါ်သာလို့ခေါ်ကြပါလို့အိန္ဒိယနိုင်ငံနာလန္ဒာတက္ကသိုလ်၌ပညာသင်ကြားလျက်ရှိနေကြကုန်သောပညာသင်မြမယဟန်တော်တို့အားပညာဒါနပညာပါရမီသုံးပါးနဝကမ္မအစာရှိသောဘုရားဝေယံအပြာပြာတို့ကိုနိုင်ငံရည်မှန်း၍ နလန္ဒာတက္ကသိုလ်ဟောင်းကိုAD 425မှာပထမကုမာရဂုပ္တမင်းကသူ့ရဲ့ဗုဒ္ဓဘာသာသို့ကူးပြောင်းတဲ့အထိမ်းအမှတ်ဖြစ်တန်ခရမဘုန်းကြီးကျောင်းတစ်ဆောင်ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ဒုတိယကုမာရဂုပ္တမင်းလက်ထက်မှာနလန္ဒာကျောင်းဒါယကအဖြစ်စတင်တိုးချဲ့တည်ဆောက်ခဲ့ကြောင်းအိန္ဒိယရှေးဟောင်းသုတေသနဌာနကတူးဖော်တွေ့ရှိရတဲ့တစိမ့်တုံးမှတ်တမ်းများအရသိရှိရပါတယ်။နလန္ဒာကျောင်းတော်ရောက်ဟောင်းကိုလိလာခြင်းအဖြစ်နလန္ဒာတက္ကသိုလ်ကြီးဟာအလွန်စနစ်ကျကြောင်းမှန်းဆသိရှိနိုင်ပါတယ်။ဇေဒီနဲ့ဖျားကျောင်းဆောင်များကတဒန်းတက္ကသိုလ်ကျောင်းဆောင်ကြီးများကတဒန်းဆိုပြီးနှစ်တန်းခွဲထားပါတယ်။ရေတွင်းများရေတုံမြောင်းများစတိုကန်များဈေးကြံလန်းများလှိကရိများဖြင့်ဒုရဲကြီးများစွာတိစောက်ထားပါတယ်။နလန္ဒာတက္ကသိုလ်အနီးမှာအရှင်သာရိပုတ္တရာအထိမ်းအမှတ်ဇေဒီကိုလည်းဖွင့်ခဲ့ရပါတယ်။အရှင်သာရိပုတ္တရာဟာမွေးဖွားရာတိုက်ခန်းမှာပင်မိစ္ဆာအယူရှိတဲ့မိခင်သာရိပုတ္တရာအားတရားဖြင့်ကျေးဇူးဆက်ခါအကျွတ်တရားရစေပြီးမှအ
အတိတ်အကုသိုလ်ကံကြောင့်သွေးအံပြီးပြိဋိနိဗ္ဗာန်ပြုသွားခဲ့တာဖြစ်ကြောင်းလိလာသိရှိခဲ့ရပါတယ်ရှင် ကြာကိုပေးတာပြောတာမဟုတ်ဘူးကြာဆိုတာပညာကိုစားပြုတယ်လေပညာကိုစားပြုတဲ့ကြောင့်ပညာတွေပေးတဲ့နေရာလို့လည်းပြရတယ်အဲဒါကြောင့်ဦးဇင်းတို့ဒီနေရာကိုနာလန္ဒာလို့ခေါ်ဟုတ်ပြီနော်ဆိုတော့နာလန္ဒာဟာဓမ္မကြီးတို့အခုဒီခိုင်နေတဲ့နေရာမှာဦးဇင်းတို့အခင်းမခင်းပါလားလို့မေးစေချင်အခင်းတွေယူလို့မရဘူးနော်ဆောင်းပေါက်တွေယူလို့မရဘူးဦးဇင်းတို့ဒီဘုံပေါက်ကွေးပြီးကလေးကဒီနေရာတွေကိုဒါတွေယူလို့မရတာဆိုတော့အခုဒါဓမ္မကြီးဒီလိုထိုင်ရင်းနဲ့ပူတက်ရရတာပေါ့နော်ဆိုတော့ဦးဇင်းတို့ဒီနေရာဟာပြောရမှာဆိုလို့ရှိရင်ဒါဘုရားရှင်သတင်းသုံးခဲ့တဲ့နေရာလို့ပဲဓမ္မကြီးတို့မှားပါဘာကြောင့်လဲဆိုလို့ရှိရင်ဓမ္မကြီးတို့ဗျာမဇာလာတုတ်ဆိုတာကြောက်ဘူးတယ်မလားဟိုဒိဋ္ဌိ62မျိုးကိုဟောတဲ့တုတ်တာဆိုလို့လေအဲ့ဒါဘယ်နေရာမှာဟောတာလဲဆိုလို့ရှိရင်ဦးဇင်းတို့ဒီနာလန္ဒာနဲ့ရာဇဂိုကြားမှာလို့ပြောတယ်ဓမ္မကြီးတို့စီလောင်ရွာခါကြတဲ့ရောင်းတဲ့ရွာတွေ့ကြတယ်မလားအဲ့ဒီရောင်းတဲ့ရွာဟာဦးဇင်းတို့ဒါအပလတိကတော့အဲ့ဒီနာဗျာမဇာလာတုတ်ဟောခဲ့တဲ့နေရာလို့ပြောကြတယ်အရှင်သာရိပုတ္တရာသိတယ်မလားသိတယ်ပါဗျာအရှင်သာရိပုတ္တရာတို့အရှင်မောက္ကလတို့ဆိုတာဒီဇာတိသားလေးဓမ္မကြီးဒါဒီခုဓမ္မကြီးတို့ရောင်းနေတဲ့ရွာဆိုတာအရှင်သာရိပုတ္တရာရဲ့ရွာနေငါပြောသွားတယ်ဆိုလို့ရှိရင်ဂௌပတ္တမင်းတို့တက်လာတယ်တခါကြီးဒီလိုသုံးကားမင်းတွေတက်လာသုံးကားမင်းတွေတက်လာတော့ဘုန်းကြီးတွေကိုတတ်တယ်အတတ်မခါတဲ့ဘုန်းကြီးတွေကဘယ်ကိုထွက်ပြေးလဲတခြားနေရာတွေထွက်ပြေးတယ်အဲ့ဒါကြောင့်ဓမ္မကြီးတို့တောင်ပိုင်းသာသနာမြောက်ပိုင်းသာသနာလို့ပြောကြတော့မကြောက်ဘူးလားဓမ္မကြီးတို့ဟိုဗာလေဖိစတာအဖွဲ့ကတောင်ပိုင်းကပရဘက်ကိုမြောက်ပိုင်းကိုပို့စားကြောက်ဘူးလားအရှင်းဆိုရလေသူတို့လေတော့ဆိုတာမဟုတ်တကယ်ကွဲသွားတာအိန္ဒိယနိုင်ငံမှာမြောက်ပိုင်းတောင်ပိုင်းသာသနာဆိုပြီးအဲ့တောင်ပိုင်းသာသနာမြောက်ပိုင်းသာသနာကွဲသွားတယ်နော်ဆိုတော့အသိပညာရှင်အတတ်ပညာရှင်တွေအိန္ဒိယနိုင်ငံကထွက်သွားတဲ့အတွက်ကြောင့်ဘာဖြစ်လို့လဲဘောဓဘာသာပြကွဲရတယ်တဲ့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မဟာယာနတွေပိုးများတယ်တဲ့သာဓုကြောက်တုံးနေရလေးပဲကာယံထားတဲ့စတူယန်ပေ220ရှိမြေခွက်ဟာဗိမသားရမင်းကြီးအားတားတော်အဇာတသက်ကအချင်းချချုပ်နှောင်ခဲ့တဲ့နေရာဖြစ်ပါတယ်ဗိမသားရမင်းကြီးဟာဒီအချင်းတော်တွင်းမှာပဲလမ်းလျှောက်ခါဂစ်ကုတ်တောင်ပေါ်မှာတရင်သုံးနေတဲ့ဖျားရှင်အားစိတ်မှန်းဖြင့်ဖူးမြော်ကြည်ညိုခဲ့တယ်လို့သိရပါတယ်ရှင်ဒီနေရာကတော့ဖျားလောင်းတော်ကိုသူဇာတသတို့သမီးကကနနိုစွန်စက္ကန့်လှူဒန်းနေနေရဖြစ်ပါတယ်ရှင်။ဖျားလောင်းတော်ဟာသူဇာတသတို့သမီးလှူဒန်းနေကနနိုစွန်ကို46လို့ဖုံးပြီးတော်မူပြီးတဲ့အခါနိုစွန်စက္ကန့်လှူဒန်းနေရွှေခွက်ကိုယူပြီးအတိတ်ထံပြုခဲ့ပါတယ်။ငါသည်ဒီနေ့ဒီရက်မှာဖျားစင်စစ်ဧကံမုတ်ချဖြစ်မည်ဆိုရင်အခုမျောလိုက်သောရွှေခွက်သည်ရေစံတို့သာမျောပါစီတည်းလို့အတိတ်ထံပြုပြီးရွှေခွက်မျောလိုက်တဲ့အခါရွှေခွက်ဟာအမှန်တကယ်ရေစံကိုမျောပါသွားခဲ့ပါတယ်ရှင်။အခုတွေ့မြင်နေရတာကတော့မြတ်စွာဘုရားရှင်သည်သူဇာတာသတို့သမီးစွန်းဆက်ကပ်လှူဒန်းတဲ့ရွှေခွက်အားနေရစ်ရာမြစ်အတွင်းသို့အတိတ်ထံပြု၍မျောရနေရဖြစ်ပါတယ်ရှင်။ဘုရားရှင်လက်ထက်ကကြည်လင်တဲ့ရေကန်ဖြစ်ထင်ရှားခဲ့တဲ့နေရစ်ရာမြစ်ကိုအခုခါမှာတော့တဲချောင်းဖြစ်တာတွေ့ရှိရပါတော့တယ်။ဘုရားလောင်းအားသူတိယမျက်စင်ပုံနာကမျက်ရှိစုပ်လှူဒန်းနေဟန်ပုံတော်ပဲဖြစ်ပါတယ်။ဒီမျက်ရှိစုပ်ကိုဘောဓိညောင်မင်းအောက်ဖြန့်ခင်းရမှာပါရမီတော်အဟုတ်ရောက်အပရာဇိတပလင်ဖြစ်ပေါ်ပေါက်ခဲ့ပါတယ်ရှင်။အခုတွေ့ရတာကတော့အာသောကမင်းကြီးရဲ့သာသနာပြုခီးမှာအားလုံးအမှတ်ရစေရေးအတွက်သူဇာတာအိန္ဒိယရှိသူဇာတာအင်္ဂုံပဲဖြစ်ပါတယ်ရှင်။ အိန္ဒိယရူပီ9,980ရူပီမြန်မာကျပ်ငွေ4,300,000ကျပ်ဖြစ်ပါကြောင်းအမြောက်မှုမော်တာရုခေါ်ဆိုနိုင်ရန်ကြေညာပါသည်ခင်ဗျာသာဓုသာ
ဖယားဝါတော်မူသောနေရာတပည့်ညွတ်တရွှေဉာဏ်ရသောနေရာဓမ္မစကြာတရားဥဟောသောနေရာပရိနိဗ္ဗာန်ပြုသောနေရာတံဝေဇနိယဒေဌာနကိုစေရီကပင်အရှင်ဖယားထေရှားရှိနေသလိုပဲဘုမျောကြချဝစေ ယံဇာတာပေါ်တဲ့တို့ရဲ့တိုင်းကြီးအဖို့ထိုက်တယ်ဖို့ထိုက်တယ်မြေပိုင်ဆိုင်မာသည်ဓာတို့တိုင်းတို့ပြီသဘူရီပါကျိုးလဲရာထွန်ငယ်ပါသည်မြမရီတကိုတောင်းလို့မျိုးမောက်ခဲ့သည်ရွှေတကုံကိုဝေးဝေးကဖူးတွေ့နိုင်သည်ရွှေရောင်လေးတဝေးဝေးနဲ့ဆင်းလာတဲ့ပြီဝေးမြင်အပင်ပြီးတဲ့စကားရှိခဲ့သည်ရွှေမြမပြီးရွှေရောင်မညို့တဲ့ပြီရနာရွှေပြီးလွန်ကျွဲဝသည်တယံဇာတာပေါ်တဲ့တို့ရဲ့တိုင်းကြီးအဖို့ထိုက်တဲ့